အဲ့ဒီအချိန်မှာတရက်ကြတော့ဒီအမျိုးသားရဲ့အမျိုးသမီးမရှိခင်မိန်းမမရှိခင်မှာဒီကလေးမလေးကြီး तू ကလာတယ်ပေါ့နော်လာပြီးတော့ तू အတူတူအိတ်မိသွားတယ်လာအိတ်တာကို तू ကလက်ခံမိလိုက်တယ်ပေါ့နော် तू လည်းဝန်ခံတယ်သမီးအိတ်မှာအမားကြီးမှာတော့သမီးသိလိုက်တယ်ဒါပေမဲ့သိပေမဲ့ तू မျောသွားသေးတယ်တစ်လနှစ်လအထိပေါ့နော်ဒီအမျိုးသားကြီးပေါ်မှာ तू မျောသွားတယ်စိတ်ကဘယ်လိုပြောမလဲဆိုတော့အရန်ကိုตายာသွားတာသူမျိုးသားရဲ့မျိုးသမီးမိန်းမမရှိခင်မှာသူတို့ကအတူတူနေတယ်သူတစ်လနှစ်လလောက်ထိသူဒီလိုနေမိတယ်မင်္ဂလာပါနော်မိတ်အကြောင်းအရာလေးတစ်ခုကိုပြောပြမယ်မနေ့ညတော့မိတ်စီကိုကလေးတယောက်ကရင်ဖွင့်တဲ့စာလေးတွေပို့တယ်ကလေးဆိုတာအသက်20ဝန်းကျင်အမျိုးသမီးငယ်လေးပေါ့နော်ဆိုတော့ဒါမဲတို့နဲ့ဆိုတော့ကိုသမီးလေးအရွယ်ပဲသူကလည်းဘသူ့ကိုသူဒီအကြောင်းကိုပြောပြမှမသိဘူးမမကိုပြောပြခြင်းတယ်ပေါ့နော်ပြီးတဲ့အခါကျတော့သူ့လိုမျိုးမဖြစ်အောင်လဲနောက်လူတွေအတွက်တတိထားလို့ရအောင်လို့ပြန်ပြောပေးပါဆိုပြီးတော့ကာယကံရှင်ကလေးကိုယ်တိုင်ကမဲကိုပြောခိုင်းတယ်အကြောင်းအားပါလဲဆိုတော့ဒါစင်ကာပူကမဟုတ်ဘူးနော်မဲရစင်ကာပူအိမ်ကူဆိုတော့စင်ကာပူကကလေးလို့ထင်ပါဆိုစင်ကာပူကတော့မဟုတ်ဘူးတိုးတော်သူကဒီကလေးကသူ့အိမ်မှာအဆင်မပြေတဲ့အတွက်သူကတခြားနေရာမှာအလုပ်သွားလုပ်တယ်ပေါ့နော်အလုပ်သွားလုပ်တဲ့အခါကျတော့အလုပ်သွားလုပ်တဲ့အခါကျတော့သူ့အလုပ်လုပ်တဲ့စီကလည်းအဆင်မပြေဘူးเนาะအဆင်မပြေတဲ့အခါကျတော့သူ့မှာစိတ်ဖိစီးမှုတွေများတယ်အိမ်ပြန်မိုးကလည်းပြန်လို့မရဘူးအိမ်ကအဆင်မပြေဘူးအဲ့တော့အလုပ်ထက်မှလည်းအဆင်မပြေအိမ်ကအဆင်မပြေတဲ့အခါကျတော့သူ့မှာ pressure တွေအများများတယ် pressure တွေများတယ်စိတ်ဖိစီးမှုတွေများတယ်အဲ့ဒီအချိန်မှာတရက်ကျတော့အလုပ်ထက်မှအကြီးကျယ်ပြဿနာတက်တယ်ပြဿနာတက်တဲ့အချိန်မှာသူအဲ့ဒီအချိန်မှာအရန်ကိုသူ့စိတ်တွေစိတ်တက်ကြသွားတဲ့နေ့ပေါ့နော်အဲ့ဒီနေ့မှာပဲသူတို့အလုပ်ထဲကအလုပ်တူတူလုပ်တဲ့အမျိုးသားကြီးတယောက်အမျိုးသားကြီးလို့သုံးတာကသူ့အဖေထက်တောင်အသက်ကြီးသေးတယ်ဆိုတော့40ကျော်50ဝန်းကျင်အရွယ်ပေါ့နော်ဆိုတော့အမျိုးသားကြီးတယောက်ကသူ့ကိုနှစ်သိမ့်နေပေါ့နှစ်သိမ့်တဲ့ခါကျတော့သူကအဲ့ဒီအချိန်မှာဒီမျိုးသားပေါ်မှာသူဒီမျိုးသားကြီးပေါ်မှာသူဘာစိတ်မှမရှိဘူးပေါ့နော်တမီးအဲ့ဒီအချိန်မှာတကယ်ဘာမှမရှိဘူးမမတဲ့ဆိုတော့အဲ့ဒီနေ့ကလည်းတာမန်ဟိုကနှစ်သိမ့်နေစကားပြောတယ်သူ့ကိုပခုံးလေးပုတ်သွားတယ်ပေါ့နော်သူအဲ့လိုပြောပြတဲ့ခါကျတော့ဒါပေမဲ့တမီးရင်ထဲမှာအဲ့လိုနှစ်သိမ့်ခံရတဲ့အချိန်မှာအရန်ကိုနှွေးထွေးတယ်လူတယောက်ကဒါလူငယ်ကလေးတယောက်မိန်းကလေးတယောက်အနေနဲ့ဘယ်လိုပြောမလဲဆိုတော့လူတယောက်ကနှစ်သိမ့်တဲ့အခါကိုရန်စစ်ဆင်းရဲနေတဲ့အချိန်မှာနှစ်သိမ့်တဲ့အခါအဲ့ဒီလူပေါ်ကိုတာယာမိသွားတဲ့အစပေါ့နော်အဲ့ဇလန်းစာကအဲ့လိုမျိုးအဲ့ကကြတော့အဲ့ဒီနေ့မှာတော့တမိဘာမှမဖြစ်ဘူးဒါပေမဲ့ယင်းထဲမှာတော့အရန်နှွေးထွေးတယ်ကျေးဇူးလည်းတင်မိတယ်ပေါ့နော်အဲ့ဒီလိုဒါပေမဲ့ကောင်မလေးမှာကရေးစားတော့ရှိတယ်ရေးစားရွယ်သူကောင်လေးလည်းရှိတယ်သို့တော့ပြောရရင်သူကအရန်တယောက်ကနေဝေးတယ်ပေါ့နော်ပြောရှင်တဲ့သဘောလက်တွေ့သူကြုံနေရတဲ့အခက်အခဲတွေကြားထဲမှာလက်တွေ့နှစ်သိမ့်နိုင်တဲ့သူပုံမှာသူစပြီးတာယာမိသွားတာပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့ဒီအမျိုးသားကြီးကသူ့ကိုအမြဲတမ်းနှစ်သိမ့်ပေးတယ်တာမန်မဲ့စကားပြောတယ်နှစ်သိမ့်တယ်သူလိုအပ်တာလေးတွေဆိုလို့ရှိရင်ပြောပေးတယ်ပေါ့နော်အလုပ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီခါကျတော့သူ့ဘောလည်းအဲ့လိုဂရုစိုက်ပေးတယ်လို့ဖြစ်လာတဲ့ခါကျတော့ဒီကလေးကဒီအမျိုးသားကြီးပုံမှာစပြီးတော့တန်ရောစင်တွေ့လာတာသိရမလားတာယာလာတာသူ့ကိုယ်သူလည်းသိတယ်တာယာလာမိတယ်ပေါ့နော်တဖြည်းဖြည်းအဲ့ဒီအချိန်မှာတရက်ကြတော့ဒီအမျိုးသားရဲ့အမျိုးသမီးမရှိခင်မိန်းမမရှိခင်မှာဒီကလေးမလေးကြီး तू ကလာတယ်ပေါ့နော်လာပြီးတော့ तू အတူတူအိတ်မိသွားတယ်လာအိတ်တာကို तू ကလက်ခံမိလိုက်တယ်ပေါ့နော် तू လည်းဝန်ခံတယ်သမီးအိတ်မှာအမားကြီးမှာတော့သမီးသိလိုက်တယ်ဒါပေမဲ့သိပေမဲ့ तू မျောသွားသေးတယ်တစ်လနှစ်လအထိပေါ့နော်ဒီအမျိုးသားကြီးပေါ်မှာ तू မျောသွားတယ်စိတ်ကဘယ်လိုပြောမလဲဆိုတော့အရန်ကိုတာယာသွားတာသူ့ဘောကောင်းနေဆိုတဲ့ပုံမှာဟိုဘယ်လိုပြောမလဲလူတွေကအခက်အခဲကြုံတဲ့အချိန်တွေမှာကောင်းနေဆိုတဲ့လူပေါ်တာယာတာသူတာယာဒါပေမဲ့အဲ့လိုတာယာတဲ့အချိန်မှာပဲသူ့ရဲ့ရီးစားကောင်းလေးကိုသူဖွင့်ပြောလိုက်တယ်သူဒီလိုမျိုးဖြစ်မိသွားပြီပေါ့နော်ဆိုတော့ကောင်းလေးကလည်းထားခဲ့တယ်အဲ့အတွက်တော့သူခံစားရတယ်ဒါပေမဲ့ဒီဥစ္စာကိုသူတစ်လနှစ်လလောက်ဒီ relation ပုံစံဒီအမျိုးသားရဲ့မျိုးသမီးမိန်းမမရှိခင်မှာသူတို့ကအတူတူနေတယ်သူတစ်လနှစ်လလောက်ထိသူဒီလိုနေမိတယ်ဒါပေမဲ့သူ break out တယ်သူ့ကိုသူတီးလိုက်တဲ့အချိန်မှာပေါ့နော်မိတ်ကိုလည်းသူကအမြဲတမ်းကြည့်ပြတယ်ပြောတယ်မိတ်စကားတွေလည်းသူနားထောင်တယ်ဟိုတရက်ကမိတ်ရဲ့ post တစ်ခုကြောင့်သူကလာပြီးတော့မိတ်ကိုရင်ဖွင့်တာဆိုတော့သူရန်စကားပြောချင်တယ်ပေါ့တယောက်ကိုဒီအကြောင်းကိုသူပြောပြီးတော့တခြားလူတွေကိုလည်းသူ့လိုမခံစားစေချင်ဘူးအဲ့ဒီရောက်မှာမမကိုတမီးပြောပြချင်တာပေါ့နော်ဒီဥစ္စာတမီးရင်ဖွင့်ချင်တာဆိုတော့မနေ့ညမိတ်နဲ့စကားတော်တော်ပြောပြတယ်အဲ့တော့သူကသူ့ကိုသူတိလိုက်တော့ဒီကလေးကအခုသူအလုပ်ပြောင်းလိုက်တယ်ဒီပတ်ဝန်းကျင်မှာသူမနေတော့ဘူးအမျိုးသားဒီမျိုးသားနဲ့လည်းသူဆက်သွယ်မလုပ်တော့ဒါပေမဲ့သူလက်ရှိဘာခံစားနေရတာလဲဆိုတော့ဒီလိုဘာဖြစ်လို့သူလုံးခဲမိတာလဲဆိုတော့သူ့ကိုယ်သူနောင်တတွေရှက်တာတွေတိမ်ငယ်တာတွေနဲ့သူခံစားရတယ်စိတ်ထဲမှာဒါကြီးကထုတ်လို့မရဘူးဖြစ်နေတာ
သူကိုသူအမားကိုသူတိလိုက်တယ် break out တယ်လာပိုင်းလေးနဲ့ break out တယ်နောက်ပြီးတော့ထားပစ်ခဲ့လိုက်တယ်သူတခြားနေရာကိုဒီမျိုးသားမသိတဲ့နေရာကိုသူရွေ့လိုက်တယ်နော်ဆိုတော့ဒါကတစ်ဖက်ကကြည့်ရင်ညလည်းအားပေးတယ်တမိဒါကလူငယ်တယောက်အနေနဲ့ကို့အမကိုသိတာဒါအချိန်မီပြင်တာကဒါလူတော်ပါလူတော်ဒါပေမဲ့ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေမှာကိုရိုင်းကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားခဲ့တာကိုသိတယ်ဆိုရင်ပြင်ဖို့ပဲရှိတယ်ဆိုတော့သူကဖြစ်စေချင်တာသူ့လိုလူငယ်မိန်းကလေးတွေအခုခေတ်မှာအဲ့လိုပေါ့နော်မိသားစုအဆင်မပြေတဲ့သူတွေနေရာမျိုးစုံတွေမှာအလုံးလုံးနေကြတယ်အလုံးလုံးနေတဲ့အချိန်မှာခုနလိုမျိုးမတွေ့တာတဲ့နာကိုတွေ့တာမตายရတဲ့နာကိုตายရမိတာမျိုးတွေအကြောင်းမို့လို့ဘဝကိုအမဲဆက်အထင်မခံစေချင်တာ break အုပ်နိုင်မှုတတိကတ်နိုင်မှုသူကအဲ့ဒီချိန်မှာတဲ့သမီးစိတ်တက်ဘာလို့ကြာမိလိုက်တာလဲသမီးမစင်စားတတ်ဘူးပေါ့နော်သူစိတ်တက်ကြာမိတဲ့အချိန်သူစိတ်အားငယ်တဲ့အချိန်မှာဒီပြဿနာဝင်လာတာသွားပြီးตายရမိတာเนาะအဲ့တော့ကြတော့သူကသူ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်ကိုတကယ်အိမ်ရထွက်ပြီးတော့အလုပ်လုပ်မယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အလုပ်လုပ်မယ်ဆိုလို့ရှိရင်မိဘတွေအနေနဲ့လည်းကိုသားသမီးကိုတကယ်တမ်းပေါ့နော်စိတ်ချလို့ရနိုင်တဲ့စိတ်ဓာတ်မျိုးဘယ်လိုပြောကို strong ဖြစ်တဲ့သူမျိုးဆိုတဲ့သူကိုလွတ်စေခြင်းတယ်ပေါ့နော်ပြီးတော့သားသမီးတွေကအဝေးမှာအစင်မပြေရင်လည်းဘယ်လိုပြောမလဲနားလေသေးစေခြင်းတယ်ပေါ့နော်သူအဲ့ဒါလေးတွေကိုပြောပြတယ်ညရင်ဖွင့်တော့ဒါတွေကဒီဘက်ခေတ်မှာအားလုံးသိတဲ့အတိုင်းအခုခေတ်ကတော်တော်များများအဆင်မပြေဒါကလွယ်တာလို့တချို့က blame မှာဒါပေမဲ့မေးရအမျိုးသမီးချင်းအနေနဲ့ဒီကလေးကိုတကယ်ကိုချင်းစားတယ်ကိုသမီးရွယ်လေးဆိုတော့နော်အမျိုးသမီးတွေရဲ့စိတ်ကဒီနေရာမှာကလေးတွေအကုန်လုံးမေးရပြောချင်တာအမျိုးသမီးတွေရဲ့စိတ်ကမတို့လိုအသက်ကြီးတဲ့အထိတောင်မိခိုခြင်းနဲ့အားကိုးခြင်းနဲ့သိရမလားမတို့လည်းစိတ်ဆင်းရဲတဲ့အချိန်ဆိုတာတကယ်ရှိတယ်ဒါပေမဲ့အဲ့လိုအချိန်ကျရင်ကိုကဘာလုပ်ရလဲဆိုတော့ဘယ်ဥစ္စာကိုတွေးမလဲပေါ့နော်မျိုးသမီးတွေမှာဒီမွေးရပါတဘာဝပေါ့နော်မျိုးသားတွေမှာလည်းသူတို့တဘာဝရှိလို့မျိုးသမီးတွေမှာလည်းဘာရှိလဲဆိုတော့ဒီအမျိုးသားတွေနဲ့ပတ်သက်ရင်ကွာအဖေလိုလဲအားကိုးချင်တာအကိုလိုလဲအားကိုးချင်တာနော်ချစ်သူလိုလဲအားကိုးချင်တယ်အိမ်အောင်ဘက်လိုလဲအားကိုးချင်တယ်ကိုနဲ့တွေ့တာမိတဲ့သူဆိုရင်အကုန်လုံးပြစ်ပြီးအားကိုးချင်တာကိုစိတ်ထဲမှာကိုဘွားမှာအခက်အခဲတွေဖြစ်တယ်တောကတွေဖြစ်တယ်ဆိုဒီအမျိုးသားစီကနှွေးထွေးမှုအရန်လို့ချင်တာဒါအမျိုးသမီးတွေအားအနည်းဆုံးအချက်ပဲအဲ့ဒီကောင်ကိုထိန်းနိုင်ပြီဆိုရင်အမျိုးသမီးတွေကကိုကောင်းကောင်းကြီးရက်တည်နိုင်ပြီဒါအဘွားမှာအခက်ခဲရှိတယ်ဆိုတော့အမျိုးသမီးတွေပေါ့နော်အစင်မပြေဒီဘက်ခေတ်တွေမှာအစင်မပြေတာနဲတယ်အဲ့တော့ကျတော့အမျိုးသမီးတွေမှာအဲ့ဒီအချက်ကအရန်အရေးကြီးတယ်ကိုဘွားမှာအရန်နဲ့ဒုက္ခရောက်ပြီဆိုတော့အတွေးမျိုးရှိပြီးတော့အဲ့လိုအချိန်မှာနီးစပ်တဲ့အမျိုးသားတယောက်ကိုသွားပြီးတော့fall in love လုပ်လိုက်လို့ရှင်ဘဝအဲ့မှာမဖြစ်တဲ့ relation မျိုးနဲ့တွားလို့မိရင်အဲ့မှာပြဿနာစားတယ်ခုလိုမျိုးပေါ့နော်နောင်တတွေရတတ်တယ်သူကလည်းဒါကြောင့်ဒီလိုမျိုးမဖြစ်အောင်လို့ပေါ့နော်ကိုကတော့ညာကတမိအနာဂတ်ရှိသေးတယ်ကိုကငယ်သေးတယ်ကိုအမားတစ်ခုကိုပြင်ပြီးကိုဘဝကိုကောင်းကောင်းမွန်မွန်တိဆောက်လို့ရတယ်ပေါ့နော်အဲ့တော့သူ့လိုမျိုးမဖြစ်အောင်လို့ပြောပေးပါဆိုတော့အဓိကဒီအရွယ်မှမဟုတ်ဘူးအသက်ကြီးတဲ့အရွယ်တောင်အမျိုးသမီးတွေကတခါလေကျရင်ဒီစိတ်ကရှိတယ်ဆိုတော့ကိုအစင်မပြေတဲ့အချိန်ကျရင်အားကိုးချင်တာနေစက်တဲ့လူအဲ့ဒီမှာစပြီးတော့ relation တွေကမှားတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်လို့ကိုစိတ်တက်ခိုင်မာမယ်เนาะဘယ်လိုပြောမလဲဒီဟာကခဏပန်းလားရေရှည်လားဆိုတာကိုတွေးရမယ်เนาะအမျိုးသားတွေဆိုတာကအိမ်အောင်တေဝင်ပြုတ်ပြီးတော့ဖြစ်တဲ့သူတွေတောင်မှတခါလေကြလို့ရှင်ကိုကအဆင်ပြေချင်မှပြေရအဲ့တော့စရဲရမှာမဖြစ်တဲ့ relation မျိုးတွေနဲ့တွားပြီးတွေ့တာမိကိုပဲခံစားရတယ်เนาะဒါဒီကလေးကမှားတယ်ဆိုတာအမှားမှန်သိတယ် break out တယ်ဖြစ်တတ်တယ်ဒါမျိုးကပေါ့เนาะမနေ့ကတော့အဲ့လိုပဲ post တစ်ခုတွေ့တယ်ပေါ့เนาะ post တစ်ခုကတော့အဲ့ဒါကအရိုင်းပြောရင်တော့ foca ကလေးတယောက်ဒီလိုပဲငယ်လေးရှိသေးတယ်အမတယောက်ကိုတော့ share နဲ့2ယောက်စကားပြောပြသေးတယ်အခုခေတ်ကတချို့ငယ်တဲ့ကလေးတွေကဘာဖြစ်လာလဲဒီမနေ့ကအဲ့ဖော်ကကလေးမလေးရဲ့ပို့ဆိုလို့ရှင် तू ကသူ့ကိုအဲ့လိုပေါ့နော်သူတို့ဈေးညှိပြီး तू ကိုရတာတွေမရတာတွေပေါ့အဲ့ဒီကိစ္စတွေကို तू လုံးဝငငယ်ချောချောလေးလုံးဝမထင်ရက်စရာလေးလုံးဝချောချောလေးစကားပြောတဲ့ style ကလည်းလုံးဝစိုက်ပြေနော်ဒီလိုတွေပြောတာစကားပြောတဲ့ style လူကလည်းချောချောလေးအမတယောက်နဲ့တောင်စကားပြောပြအဲ့တော့အခုခေတ်ကလေးတွေမှာတတိထားစရာကဘာလဲဆိုတော့စိတ်ကကိုမထိန်ချုံနိုင်ဘူးဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတဲ့အခါကျတော့မိသားစုရေးကြောင်းတို့ဘာတို့ညာတို့ဆိုတာထက်လေလမ်းမားတွေဖြစ်တတ်တယ်
မနေ့ကအဲ့ဖော်ကာကလေးမလေးဒီ TikTok မှာပဲသူ့ကောက်မနေ့ကအမတယောက်နဲ့ကိုလည်းသမီးတွေမွေးထားတော့အော်ငငယ်ချွတ်ချောလေးတွေအခုခေတ်ကဟိုကိုတွေငငယ်တော့ဖော်ကာတွေဆိုတာလူသိမှအရန်ဆိုတာအခုခေတ်ကျတော့ line ပေါ်မှာကိုတရားဝင်ကြီးလိုမျိုးလုပ်ပြီးတော့ဟာဖြစ်တာပေါ့နော်ဒါအမျိုးသမီးတွေကိုမေးရလေဆရာကြီးလောက်တာမဟုတ်ဘူးကလေးတွေပေါ့နော်မေတို့နဲ့ဆိုတာသမီးရွယ်တွေဆိုတော့ကိုကတစ်ချက်အတွေးမှားလိုက်တာနဲ့ကိုဘွားကြီးကလေပြောင်းဆန်သွားတတ်တယ်နော်အဲ့တော့ကြတော့ဟိုအစင်မပြေလို့ပဲဖြစ်ဖြစ်စိတ်တက်ကြလို့ပဲဖြစ်ဖြစ်အမျိုးသားတွေနဲ့ပတ်သက်တော့မယ်ဆိုလို့ရှိရင်ကိုတတိကတ်နိုင်မှတော်တော်လေးကိုဘွားလန်းတဲ့မှာဆင်းရဲတာကပြဿနာမဟုတ်ဘူးအမျိုးသမီးတွေမှာဆင်းရဲတာပြဿနာမဟုတ်ဘူးပညာကတော့တတ်တာအကောင်းဆုံးသို့တော့ပညာမတက်ခဲ့ရလို့လေဘဝကြီးရောက်ရမြေဒါပေမဲ့ကိုဘွားကိုအမြဲတမ်းခေါင်းအေးအိတ်နိုင်ဖို့အသက်ကြီးသွားတဲ့အချိန်မှာနောင်တဆိုတာမရှိဘူးအသက်ငယ်တဲ့အချိန်မှာရွေးချယ်မှုမမှားဖို့အရန်အရေးကြီးတယ်เนาะဒါလေးကိုမှားခြင်းပါတယ်ဆရာလောက်တာမဟုတ်ဒီကလေးကာကန်ရှင်ကပြောခိုင်းလို့เนาะ